အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ဘောလုံးသတင်းတို့စီစဉ်ကနေပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်အခုတစ်ဆက်ပြီးမှကတော့ရိုနယ်ဒိုရဲ့အမြင့်မားဆုံးစံချိန်တစ်ခုကိုလိုက်မိခဲ့တဲ့ရီယယ်ဂျယ်ဝေကစားသမား9ဦးဆိုတဲ့သတင်းဖြစ်ပါတယ်ပါရီကဥရောပနန်းလူပွဲမှာတော့ဘရာဇီးသားလေးဖီနီစီယက်စ်တလုံးတည်းသောသွင်းကိုဂေါ်တိုအားရဲ့လက်ဆန်းပြနေမှုတွေနဲ့အတူရီယယ်မက်ဒရစ်အသင်းကတော့14ချိန်မြောက်ဥရောပချန်ပီယံဖြစ်လာခဲ့ပါတယ်လီဗာပူးအသင်းကတော့ကာဒစ်ဖိုင်နယ်ရှုံးချက်ကိုပြန်မဆက်နိုင်ခဲ့ပဲနောက်ထပ်အကျွေးထပ်တင်ခဲ့တယ်လို့ဘောလုံးရာသီကောင်ဆုံးချိန်ကန်ဒီမှာပရီးမီးယားလိဂ်ကိုချန်ပီယံလိပါဖလားနှလုံးကိုလက်လွတ်ခဲ့ရပါတယ်14ချိန်မြောက်ချန်ပီယံဖြစ်ခဲ့ပြီးနောက်မှာတော့ရီယယ်မက်ဒရစ်ရဲ့ကျေပွင့်ကစားသမား9ဦးကရိုနယ်ဒိုရဲ့အမြင့်မားဆုံးစံချိန်တစ်ရပ်ကိုလိုက်မိခဲ့ပါတယ်အရင်ကချန်ပီယံလိဖလား9လုံးရအောင်ထားနိုင်သူကရိုနယ်ဒိုတစ်ယောက်သာရှိခဲ့ပါတယ်အခုချိန်မှာတော့ရိုနယ်ဒိုရဲ့အသင်းပေါ်ဟောင်း9ဦးဖြစ်ကြတဲ့ဘန်စီမာမိုဒရစ်တိုနီခရူကာဗာဂျယ်နာချိုအစ်ကိုဂါရက်ဘီကာစီမဲရိုမာဆယ်လိုတို့ဟာလည်းချန်ပီယံလိဖလား9ချိန်ရအောင်နိုင်ခဲ့ပြီဖြစ်ပါတယ်လီဗာပူးကိုရီယယ်မက်ဒရစ်အသင်းကအနိုင်ယူပြီးချန်ပီယံလိဖလားဆွတ်ခူးပြီးချိန်မှာသူတို့9ဦးကအခုလိုစံချိန်9ကိုရအောင်နိုင်ခဲ့တာဖြစ်ပါတယ်မာဆယ်လိုက9ချိန်မြောက်ချန်ပီယံလိဖလားကိုရအောင်နိုင်ခဲ့ပြီးချိန်မှာတော့ရီယယ်မက်ဒရစ်ကနေထွက်ခွာတော့မယ်လို့တရားဝင်ကြေညာခဲ့ပါတယ်မာဆယ်လိုကချန်ပီယံလိဖလားယူပြီးအနိုင်နဲ့ပိုင်းသွားခဲ့ပါတယ်ရီယယ်မက်ဒရစ်နီးပြအန်ဆလော့တီကတော့ဒီကနေ့မနက်မှာပဲချန်ပီယံလိဖလားထပ်မံပို့ဆွဲခဲ့ပြီးတဲ့နောက်အဲ့ဒီဆူဖလားကို4ချိန်မြောက်ကန်မြောက်နိုင်ခဲ့တဲ့ပထမဆုံးနီးပြဖြစ်လာခဲ့ပါတယ်ဟုတ်ကဲ့ပါဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်